3D ဝါသနာရှင်မိသားစုများကျွန်တော်နဲ့အတူကျွန်တော်ထိုးမဲ့ site ကလေးတွေတဲ့မျှဝေပေးတာလေးတွေဝင်ကြည့်သွားကြအောင်ပေါ့နော်ပထမဦးဆုံးအနေနဲ့ကျွန်တော်ရန်ခွက်အနေနဲ့ခဏမျိုးလေးတစ်ခွက်ပြမယ်ပေါ့နော်ကျွန်တော်ဒီရဗျခွန်နောက်ကခွန်ထိတ်လေးနောက်ကလေးထိတ်လေးနောက်ကလေးထိတ်အဲ့လိုပြီးတဲ့အထဲမှာကျွန်တော်တို့ကဒီတပင်ကျော်ပေါ့နော်တပင်ကျော်ခဏလေးကိုကြည့်မယ်ထိတ်စီးက1ထိတ်စီးက2ထိတ်စီးက3ဆိုပြီးကျွန်တော်3ထိတ်ထည့်မယ်စီနီယံအနေလေးပေါ့ဗျာ4နောက်ပိတ်ကိုပုံသေးထည့်မယ်ဒါအလွယ်လေးပေါ့နော်နောက်ပိတ်ကထိတ်စီးလို့ဖြစ်တာ ਨੇ ဇောင်းနှလုံးက9ပေါ့နော်နောက်ပိတ်ကထိတ်စီးလို့ဖြစ်တာ ਨੇ ဇောင်းနှလုံးဒီ9နောက်ပိတ်ဒီထိတ်စီးဖြစ်တာ ਨੇ ဇောင်းထိုးတော့9ပါပဲနော်ဒါဆိုကျွန်တော်တို့က3 1 4ဆိုတဲ့ခဏဖြစ်ပါတယ်ဒီ3 1 4ကိုကျွန်တော်နောက်ပုံစံလေးတစ်မျိုးလေးနဲ့ဆက်လက်ပြီးတော့ရှင်းပြပေးဦးမယ်ဗျာနော်ကျွန်တော်ဒီမှာ1နောက်ပိတ်တယ်ဗျာနော်ကျွန်တော်ဒီမှာ1နောက်ပိတ်1နောက်ပိတ်က1ထိပ်စီးလို့ဖြစ်တယ်ပေါ့နော်သူကရင်1နှစ်2နှစ်3နှစ်အောက်မှာ9နောက်ပိတ်တယ်သူစောင်းမှာပဲ9ထိပ်စီးလို့ဖြစ်တယ်1နှစ်2နှစ်3နှစ်အောက်မှာ4နောက်ပိတ်တယ်4ထိပ်စီးလို့ဖြစ်တယ်တစ်နောက်ကတစ်ထိပ်လို့ဖြစ်တော့သူ့အောက်ကရှေ့နှလုံး8ကထိပ်ထောင်နှလုံးကို8လို့ဖြစ်တာ ਨੇ သူကဒီက4လို့ထည့်ရမယ်4လို့ထည့်ရင်ခွာပေါင်းကဒီကနောက်ပိတ်ရယ်ဒီကထိပ်စီးရယ်ခွာပေါင်းဒီတစ်ခါလို့ထည့်မယ်ပြီးသွားရင်ကျွန်တော်ရှေ့နှလုံးကို4နောက်နှလုံးကို9လို့ထည့်မယ်ဒါဆိုရင်ဒုတိယကတ်သွားမယ်9နောက်ပိတ်က9ထိပ်လို့ရိုက်တယ်သူ့အောက်ကရှေ့နောက်နှလုံး3ကထိပ်ထောင်နှလုံးကို3လို့ရိုက်မယ်3လို့ရိုက်တာ ਨੇ ဒီက3ညထိပ်ကထည့်ရမယ်ဒီ3ညထိပ်နဲ့သူ့တပင်ကျော်ကနောက်ပိတ်3နောက်ပိတ်နဲ့ကိုလှမ်းပေါင်းလိုက်တဲ့အခါမှာ3လို့ဖြစ်တော့ကျွန်တော်တို့ကခါမှာ3ခါလို့ထည့်ထားမယ်ရှေ့နှလုံးပေါင်းဒီ4နောက်နှလုံးပေါင်းဒီ9လို့ဖြစ်မယ်တတိယကသွားမယ်4နောက်ပိတ်က4ထိပ်လို့ဖြစ်တယ်4နောက်ပိတ်ကအောက်မှာပဲနောက်နှလုံးပေါင်းခွန်လို့ဖြစ်တယ်နောက်နှလုံးခွန်လို့ဖြစ်တာ ਨੇ ဒီကထိပ်ထောင်နှလုံးကိုခွန်လို့ဖြစ်ရမယ်ခွန်လို့ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့က3ထိပ်လို့ထည့်ရမယ်3ထိပ်လို့ထည့်တာ ਨੇ သူ့ရဲ့တပင်ကျော်ကနောက်ပိတ်က4အဲ့ဒီ4နဲ့3နဲ့ကိုလှမ်းပေါင်းတော့ခွန်လို့ဖြစ်ရင်ခွန်ခါလို့ထည့်ရမယ်ဒါဆိုလို့ရှိရင်ဒီမှာ3ထိပ်ခိုင်မယ်ပေါ့နော်ခိုင်နေဆိုရင်ရှေ့နှလုံးပေါင်းဒီ4နောက်နှလုံးပေါင်းဒီ9ပေါ့နော်ဒီမှာရှေ့ပေါင်း4နောက်ပေါင်း9ရှေ့ပေါင်း4နောက်ပေါင်း9ရှေ့ပေါင်း4နောက်ပေါင်း9ဆိုရဲဒါအရန်ကဏ္ဍလေးတစ်ခွက်လောက်တော့ရသွားမယ်ပေါ့နော်ဒါလေးကျွန်တော်ခဏပြန်ဖြတ်လိုက်မယ်နော်နောက်တစ်ခွက်ပြမယ်ပေါ့နော်ဒါအရန်ကဏ္ဍအနေနဲ့ကျွန်တော်ရှင်းပြပေးတာပေါ့နော်ဒီတစ်ခါကတော့နည်းနည်းတင်ထိုးရမယ်လို့တော့မျှော်လင့်တာပဲနော်ပြီးမလားမပြီးလားတော့မပြောတတ်ဘူးဗျကဏ္ဍလေးကတော့နည်းနည်းလေးတော့အဆင်ပြေတာပဲကျွန်တော်ဒီမှာဗျာနော်944ဆိုတဲ့ကဏ္ဍပေါ့နော်ဒီက944ရရင်တစ်နှစ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တက်မယ်သူဖေးမှာနှစ်1ပေါ့နော်အပေါ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တက်မယ်သူဖေးမှာ9ခွန်8တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ကျွန်တော်တို့အခုရောက်ကခဏအဲ့ဒီမှာကျွန်တော်တို့အစကိုပြန်ကြည့်မယ်ပေါ့နော်ဒီကထိပ်စီးနဲ့ခါနဲ့နှလုံး1ထိပ်စီးနဲ့ခါနဲ့နှလုံး2ထိပ်စီးနဲ့ခါနဲ့ကိုနှလုံး3ထိပ်စီးနဲ့ခါနဲ့ကိုနှလုံး4ဆိုရင်ကျွန်တော်တို့ကဒီမှာ3ညအလဲထိုင်ထည့်ရမယ်ပေါ့နော်3ညအလဲထိုင်လို့ထည့်ထားတယ်အခွညီကိုဗျာနော်အခွညီကိုအကိုညီပေါ့ဗျာထိတ်ကကြီးမယ်နောက်ပိတ်ကငယ်မယ်ထိတ်ကနန်းကကြီးမယ်နောက်ပိတ်ကနန်းဒီအငယ်ဖြစ်မယ်ထိတ်ကအကြီးဖြစ်မယ်နောက်ကအငယ်ဖြစ်မှာပေါ့နော်အကိုညီလို့ပဲပြောရမှာပေါ့နော်အစင်လိုက်ပြောရင်တော့ညီကိုအခွပေါ့နော်ညီကိုအခွဒီမှာညီကိုအခွပေါ့နော်ဒါဆိုဒီမှာမိမိတို့နှစ်သက်ရနဲ့အခွကိုထိုးပါလုံးမှန်ရတယ်ဆိုရင်လေထိုးပါပေါ့နော်ဒါမှမဟုတ်ကျွန်တော်ပြတဲ့ဟာကိုပဲကဏ္ဍလေးနဲ့ပဲဆက်လက်ပြီးအသုံးပြုမယ်ဆိုရင်တော့လေအသုံးပြုကြပါတော့ထိပ်စီးနဲ့ခါနဲ့နှလုံး1လို့ဖြစ်တာနဲ့ဗျ1ပါဝါကိုဒီ3လုံးပြန်6တာရှင်းလားမသိဘူးထိပ်စီးနဲ့ခါနဲ့ကိုနှလုံး1လို့ဖြစ်တာနဲ့1ပါဝါကို3လုံး6လို့ပြန်ထည့်တာထိပ်စီးနဲ့ခါနဲ့ကိုနှလုံး2လို့ဖြစ်တာနဲ့နော်ဒီ3လုံးကိုပြန်ပြီးတော့ပါဝါခွန်လို့
ပြန်ထိုးတယ်ပေါ့နော်ဒီမှာလည်းပဲထိတ်စည်းနဲ့ခါနဲ့ကိုနှလုံး3လို့ဖြစ်တာ ਨੇ ဒီ3လုံးကိုပါဝါ8ပေါ့နော်3ပါဝါ8လို့3လုံးပြန်ထည့်တာပေါ့နော်ထိတ်စည်းနဲ့ခါနဲ့ကနှလုံး1ပါဝါသည်6 4 5ခွန်ဆိုတာ6ထိတ်စည်းနဲ့ခါနဲ့ကိုနှလုံး2ပါဝါသည်1 4 2ဆိုတော့ခွန်ထိတ်စည်းနဲ့ခါနဲ့နှလုံး3ပါဝါသည်8 4 6ဆိုတော့8ဒါဒီ3ခက်ကတော့မှန်သွားပြီပေါ့နော်ဒါဆိုကျွန်တော်တို့ဒီမှာထိတ်စည်းနဲ့ခါနဲ့ကိုနှလုံးက4ပါဝါသည်ဒီ3လုံးပြန်9ပေါ့နော်4ပါဝါသည်9လို့ဖြစ်ရင်ကျွန်တော်တို့က8နောက်လို့ပြရမှာပေါ့နော်ဒီမှာက4ခွန်ဆိုတော့နှလုံးက1 8ထိတ်ထဲမှာ8နောက်ပိတ်ထဲမှာဒါ4ပါဝါ9ဆိုဒီ3လုံးပေါင်းပြန်ထွက်တာပေါ့နော်ဒါဆိုကျွန်တော်တို့က3ည8အတွဲရပြီဆို6ထိတ်စီကိုထည့်ရတော့ဘာလို့လဲဆိုတော့သူကအခွညီကိုဖြစ်နေလို့ပေါ့နော်ဒီလိုဆိုရင်ကျွန်တော်တို့နောက်တစ်ချက်ပဋိအနေနဲ့ဖမ်းကြည့်မယ်ပေါ့နော်ထိတ်စီတစ်လုံးကဖမ်းကြတော့မလို့တော့ဘူးလို့ပြောလို့ရတယ်ပေါ့နော်ဘရိတ်ကိုဖမ်းကြည့်မယ်ဗျဒီမှာက1ထိတ်စီရှိတယ်ဒီမှာက6ထိတ်စီရှိတယ်ပေါ့နော်ဒီမှာ6ထိတ်ရှိမယ်ဒီမှာ8ထိတ်ရှိမယ်ပေါ့နော်ဒီထိတ်ကိုကျွန်တော်ဗရိတ်ပြန်ယူမှာပေါ့နော်ဒီက1လို့ထိတ်စီထည့်ထားတော့ကျွန်တော်ဒီကခါးတောင်နှလုံးက8ပေါ့နော်ခါးတောင်နှလုံး8နဲ့ဟောဒီကကျွန်တော်တို့3ဗရိတ်နဲ့ပေါင်းရင်1ဆိုတဲ့ဒီ1ထိတ်စီလေးဖြစ်သွားမယ်ပေါ့နော်ဒါဆိုရင်ဒီမှာက6ထိတ်စီခါးတောင်နှလုံးဒီ4ဗရိတ်9နဲ့ပေါင်းရင်9ဒါဆိုဒီမှာ6ထိတ်တစ်လုံးဖြစ်မယ်ပေါ့နော်ဒါဆိုဒီမှာ6ထိတ်စီပေါ့နော်ခါးတောင်နှလုံးက2ဒီက4ဗရိတ်နဲ့ပေါင်းရင်6ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ6ထိတ်စီလို့တစ်ခါပြန်ဖြစ်သွားမယ်ဒါဆိုဒီမှာကလည်း8ထိတ်စီခါးတောင်နှလုံးဒီ1ပေါ့နော်ခါးတောင်နှလုံးက1ဆိုရင်ဗရိတ်ကခွန်ဒါဆိုရင်နှလုံးဒီက1နဲ့ဒီကခွန်နဲ့ပေါင်းရင်8ဒါဆိုဒီမှာလည်းပဲ8ထိတ်စီဒါဆို9 3ည8ဆိုတဲ့ခဏလေးဖြစ်သွားမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ6ထိတ်စီနည်းနည်းကောင်းပုံလေးကျွန်တော်ရှင်းပြအောင်မယ်ပေါ့နော်ကျွန်တော်တို့4စွန်းပေါ့4စွန်းထဲမှာဒီမှာပြတွေ့ပြီပေါ့နော်ဒီကခွန်နောက်ပိတ်ကသူ့ရဲ့ရှင်းနှစ်တပင်ကျော်မှာခွန်နောက်ပိတ်ခွန်ခါပေါ့နော်ခွန်ခါလို့ရိုက်တာအဲ့လိုရိုက်ထားပြီးတော့ကျွန်တော်တို့ဒီကခွန်နောက်ပိတ်ကရင်ဘေးမှာ4နောက်လို့2ချက်ပိတ်ထားတာရှိတယ်ပေါ့နော်ဒါဆိုနောက်တစ်ခါ4စွန်းပေါ့နော်နောက်တစ်ခါ4စွန်းကိုကျွန်တော်ကြည့်မယ်ပေါ့နော်4စွန်းမှာဒီမှာတွေ့ရောဗျာဒီမှာ4စွန်းမှာ9နောက်ပိတ်ဒီ9နောက်ပိတ်ကဒီမှာ9နောက်ပိတ်ပေါ့နော်ရှေ့နှစ်ကရင်တပွဲကျော်ပေါ့နော်ဒီမှာ9ခါလို့ပြန်ထည့်တာ9နောက်ပိတ်က9ခါလို့ထည့်ဒါပေမဲ့အဲ့9နောက်ပိတ်ကဘေးမှာ4နောက်လို့2ချက်ထည့်ထားတယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီ4စွန်းကျွန်တော်တို့အခု4စွန်းကရောက်ကပ်ပေါ့နော်ရောက်ကပ်မှာကကျွန်တော်ဒီမှာက6နောက်ပိတ်ပေါ့နော်ဒီ6နောက်ပိတ်ကသူရှေ့နှစ်ကတပွဲကျော်မှာ6ခါလို့ထည့်တယ်ဒါပေမဲ့6နောက်ပိတ်ကရှေ့မှာလည်းပဲသူကဒီမှာ4နောက်ပိတ်လို့4နှလုံးနဲ့ပဲပိတ်ထားတယ်ပေါ့နော်အဲ့ဒီကိုကျွန်တော်တို့အစလေးကိုပြန်သွားကြည့်မယ်ပေါ့နော်ဒီက4စွန်းပေါ့ဒီကခွန်နောက်ကခွန်ခါဖြစ်ပြီး4နှလုံးနောက်တွဲထည့်ပြီးတော့အဲ့ခွန်ခါရဲ့ဘေးမှာသူက6ထိတ်စီးလို့ထည့်တယ်ပေါ့နော်ဒီ6ထိတ်စီးကဘယ်လို6ထိတ်ထားလဲဆိုတော့သူ့ရဲ့ဇောင်းမှာထိတ်ထောင်နှလုံးဒီ6လို့ဖြစ်ပြီးမှ6ထိတ်လို့ထည့်မှာပေါ့နော်ဒါဆိုရင်ဒုတိယကပ်ကလေးကျွန်တော်တို့တစ်ချက်ဆက်ကြည့်မယ်ပေါ့နော်ဒုတိယကပ်မှာ9ပေါ့နော်9နောက်ပိတ်က9ခါလို့ထည့်တယ်ဒီမှာက4နှလုံးကနောက်ပိတ်ထားတယ်ပေါ့နော်9ခါလို့ထည့်တဲ့ဘေးမှာလည်းပဲသူက6ထိတ်စီးပဲ6ထိတ်စီးဆိုတော့သူ့ရဲ့ဇောင်းမှာထိတ်ထောင်နှလုံးဒီ6ပေါ့နော်ဒီ6လို့ကြာပြီးမှသူကဒီ6ထိတ်စီးကိုအခိုင်မှာထည့်တယ်လို့ယူဆထားတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ဒီရောက်ကပ်မှာတစ်ချက်ပြန်ကြည့်မယ်ဒီက6နောက်က6ခါထည့်မယ်4နောက်နှလုံးထည့်တယ်6ခါလူထည့်တဲ့ဘေးမှာ
ကျွန်တော်တို့6ထိပ်စီလို့ထည့်ချင်တာပေါ့နော်6ထိပ်ပဲပေါ့နော်6ထိပ်လို့ထည့်မယ်ဆိုသူ့ရဲ့ဇောင်းမှာလည်းပဲထိပ်ထောင်နှလုံးဒီ6လို့ဖြစ်ပြီးမှသူက6ထိပ်စီကိုထည့်မှာပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ကဒီ938ဆိုတဲ့ဒီကဏ္ဍလေးပေါ့နော်938ပြဒီကဏ္ဍလေးကိုအဓိကထိုးမှာပေါ့နော်ဒါကတော့တင်ကဏ္ဍအနေနဲ့ပဲအသုံးပြုမှာပေါ့ရှေ့ကပြခဲ့တဲ့314ဆိုတာကတော့ရန်ကဏ္ဍဖြစ်သွား